ဒီပိုင်းမှာဆက်လက်ပြီးရှင်းပြပေးမှာတော့ London dispersion force London dispersion force ဆိုတာက the weak intermolecular force ရှေ့မှာကကြတော့ dynamo interaction နဲ့ပြီးပြီးသား London dispersion force လည်းပြီးပြီးသားsorry ion dynamo interaction နဲ့ပြီးပြီးသားအခုဒီပိုင်းမှာတော့ကျွန်တော်တို့ London dispersion force ကြောင့်လေးဆက်လက်ပြီးရှင်းပြပေးမှာသူကကြတော့van der Waals force ၃မျိုးထဲမှာအားအပြော့ဆုံး intermolecular force ဆိုတဲ့ hydrogen bond ကစရေးမယ်ဆိုရင် hydrogen bond dynamo ion dynamo London dispersion force ထဲမှာသူကအပြော့ဆုံးဒါကြောင့် the weaker intermolecular forces အားပြော့သော intermolecular forces တွေက that can be found ဖြစ်နိုင်တာက atom တွေကြားမှာလည်းဖြစ်နိုင်တယ်ပြီးရင် non polar molecule တွေကြားမှာလည်းဘာလို့နိုင်တော့ဖြစ်နိုင်တယ်အဲ့ဒါကိုဘာလို့ခေါ်ဆို London dispersion force လို့ခေါ်တယ်သူက London dispersion force ကကြတော့သူက intermolecular force ဖြစ်ပါလေရဲ့နဲ့ atom တွေကြားမှာဖြစ်တယ်ဆိုတာဘယ်လို atom တွေကြားမှာဖြစ်တာအောင်ဆိုရင်တကယ်တမ်းကျွန်တော်တို့က intermolecular force ဆိုတာ molecule တွေကြားမှာပဲဖြစ်တယ်ဒါပေမဲ့ London dispersion force က atom တွေကြားမှာလည်းဖြစ်တယ်လို့ပြောတယ်အဲ့ဒီ atom တွေဆိုတာဘာကိုပြောအောင်ဆိုရင် noble gas တွေကိုပြောတာအဲ့ဒီ noble gas တွေဆိုတဲ့ atom တွေကြားမှာလည်းသူကဖြစ်နိုင်တယ်အဲ့ဒီ noble gas တွေကဘာလို့ဆိုရင် He Ne ဘာလို့ဆိုရင် Arဒါဆို non polar တွေကြားမှာလည်းဘာလို့တုံးဆိုဖြစ်သွားတယ် because of the constant motion of the electron တွေရဲ့ရွေ့ရှားမှုတွေကြောင့်ကိန်းတွေရွေ့ရှားမှုတွေကြောင့် atom တွေက can develop a temporarily instantaneous dipole ယာယီ dipole လေးတွေဘာလို့လာအောင်ဆိုရင်ထုတ်လုပ်ပေးရဘယ်ချိန်မှာလဲဆိုရင် electron are distributed asymmetrically အချိုးညီညီဖြန့်ဝေတာမဟုတ်တဲ့အခါမှာtemporarily dipole တွေ instantaneous dipole တွေကိုဘာလို့ပြုံးဆိုထုတ်လုပ်ပေးရ about the nucleus တနည်းအားဖြင့် electron တွေက nucleus ကိုအချိုးညီညီဖြန့်ဝေမှုတွေမပြုလုပ်တဲ့အခါမှာ instantaneous dipole temporarily dipole တွေကိုဘာလို့တုံးဆိုရင်ထုတ်ပေးတယ်ဒါကြောင့် London dispersion force is called the induced dipole interaction လို့လည်းခေါ်တယ်အဲ့ဒီ London dispersion force က can or ကဖြစ်နိုင်တာက non polar တွေကြားမှာလည်းဖြစ်နိုင်တယ် non polar molecule တွေကြားဖြစ်နိုင်တယ်ဘယ်လိုဟာမျိုးဆို halogen တွေ carbon dioxide ဆိုတဲ့ကောင်တွေ nitrogen ပြီးရင် methane ပြီးရင်ဘာလို့ဆိုရင် noble gas တနည်းအားဖြင့်ပြောမယ်ဆိုရင် London dispersion force ဒီ polar ကြားမှာလည်းဖြစ်တယ် non polar ကြားမှာလည်းဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်non polar တွေကြားမှာလည်းဖြစ်တယ်atom တွေကြားမှာလည်းဖြစ်တယ် atom တွေကဘယ်လို atom မျိုးရုံဆိုရင် London dispersion noble gas or inert gas ဆိုတဲ့ HCNEAR မျိုးတွေလည်းဖြစ်တယ်ရှိရနောက်တစ်ခုက non polar molecule တွေကြားမှာဖြစ်တယ်အဲ့ဒီ non polar မှာလည်းသူပိုင်းလိုက်ပြီဆိုရင်ဘယ်နှမျိုးရှိအောင်ဆိုရင်non polar မှာလည်းမတူရင်တူရင် non polar မတူဘဲနဲ့ non polar ဖြစ်တဲ့ကောင်တွေကြားမှာလည်း London dispersion force တွေဖြစ်တယ်ဒါနဲ့ဆက်ပြီးကျွန်တော်နောက်မှာ Lewis structure တွေကိုဆွဲပြပေးမယ်အဲ့တော့ London dispersion force က instantaneous dipole interaction လို့လည်းခေါ်တယ်ဟုတ်လား that exists between all atom တွေကြား molecule တွေ polar တွေ non polar တွေကြားမှာလည်းသူကဘာလို့တုံးဆိုရင်ဖြစ်ပွားကြတယ်ဒါဆိုရင်ကျွန်တော်တို့က London dispersion force နဲ့ပတ်သက်လို့ချက်စရာဒီနှစ်ချက်ချက်ပြရဒါဆိုကျွန်တော်တို့ကအဲ့ဒီ London dispersion force နဲ့ပတ်သက်တဲ့ဆွဲရမယ့်ဟာလေးကျွန်တော်တို့ပြပြပေးမယ်အခု past 20အခုကျွန်တော်တို့က London dispersion force London dispersion force က atom တွေကြားမှာလည်းဖြစ်တယ်ပြီးရင်ဘာလို့ဆိုရင် non polar molecule တွေကြားမှာလည်းဘာလို့တော့ဖြစ်ပွားတယ်ဒါဆိုရင်အဲ့ဒီ London dispersion force ကိုနောက်တစ်မျိုးဘယ်လိုခေါ်တော့ဆိုရင်နောက်တစ်မျိုးဘယ်လိုခေါ် London dispersion force မှာနာမည်လေးကဘယ်နှမျိုးရှိအောင်ဆိုရင်၄မျိုးရှိတယ်၄မျိုးရှိ London dispersion force လို့လည်းခေါ်တယ် London dispersion force လို့လည်းခေါ်တယ် induced dipole interaction လို့လည်းခေါ်တယ် induced dipole interaction လို့လည်းခေါ်တယ်နောက်တစ်ခါကျတော့ instantaneous dipole လို့လည်းခေါ်တယ် instantaneous dipole interaction လို့လည်းခေါ်တယ်
Now temporarily into time interaction လို့ခေါ် temporarily time interaction လို့လည်းခေါ်တယ် ကျွန်တော်တို့က Lambda dispersion flow လို့လည်းခေါ်တယ် into time interaction into time interaction လို့လည်းခေါ်တယ် instantaneous time interaction temporally time interaction စိုက်တယ်လို့၄မျိုးနာမည်၄မျိုးခေါ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကသူနဲ့ပတ်သက်တဲ့ပုံလေးတွေဆွဲကြည့်အောင်ကျွန်တော်လူပါဒါဆိုအခုကျွန်တော်အရင်စပြီးတော့သူက non polar ကြားမှာလည်းဖြစ်တယ်လို့ပြောထားတယ် non polar molecule တွေရဲ့ကြားမှာဖြစ်ပေါ်တဲ့ကောင်တွေကိုကျွန်တော်တို့ဆွဲကြည့်မယ်အဲ့ဒီ non polar တွေကြားမှာရှိတဲ့ကောင်တွေဥပမာ non polar တွေဆိုတာကအများကြီးရှိတာပေါ့ဥပမာအနေနဲ့တူတဲ့ကောင်တွေပေါ့တူတဲ့ကောင်တွေကြားမှာရှိနေတဲ့ Lambda dispersion flow ကိုကျွန်တော်တို့ဆွဲကြည့်မယ်အခုကတော့ကျွန်တော်တို့ကဒီမှာ Cl2 ရှိမယ် halogen အုပ်စုပေါ့ Cl2 Br2 I2 ပြီးရင် I2 ပြီးရင်ဘာတော့ F2 ပြီးရင်ဒီမှာ H2 ပြီးရင် O2 ပြီးရင်ဘာတော့ sorry H2 က hydrogen ပါ H2 ပြီးရင် M2 အဲ့လိုမျိုးကြားတွေမှာဖြစ်ပွားကြအဲ့ဒီကောင်လေးကိုကျွန်တော်ဆွဲပြမယ်ဥပမာနဲ့ကျွန်တော်ဒီထဲကနေပြီးတော့ကျွန်တော်ဘာကိုအရင်ဆွဲပြမလို့ဆိုရင် Cl2 လေးကိုအရင်ဆွဲပြဒီ Cl2 တစ်ခုထဲမှာဆိုရင် Lambda dispersion flow မရှိဘူး Cl2 ဘယ်နှစ်ခုလုံးဆိုရင်နှစ်ခုကြားမှာ Lambda dispersion flow မှာ Cl2 နှစ်ခုကြားမှာဖြစ်တာကျွန်တော်တို့က chemical bond ပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဒါဆိုရင်ဒီဟာကိုသိဖို့အတွက်ဆိုရင်ဟာဒီ Cl2 အတွက်ကျွန်တော်တို့က Lewis structure လေးအရင်စဆွဲလိုက်မယ် Cl single bond Clအဲ့လိုမျိုးလေးကျွန်တော်တို့အဲ့ဒါလေးစဆွဲပြီးကျွန်တော်သူ့ရဲ့ Lewis structure လေးဆွဲပြီးသွားပြီဆိုတော့သူ့ကိုကျွန်တော်တို့ကသူ့ကိုဘာလုပ်လိုက်မအောင်ဆိုရင်ဒီအဲ့လေကျွန်တော်တို့ကသူ့ကိုဘာလေးနဲ့ဆွဲလိုက်မှာဆိုအဝိုင်းလေးနဲ့ဆွဲလိုက်ဒီမှာဘာရှိမလို့ Cl ဒီမှာဘာရှိမလို့ Cl တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကောင်ဒီ Cl2 ဖြစ်တဲ့အတွက်ဘာလို့ molecule အဲ့ဒီ Cl2 အခုကျွန်တော်တို့ကကြတော့ဒီ Cl2 ကိုဆွဲမှာဖြစ်တဲ့အတွက် Cl2 ရဲ့ Lewis structure လေးကိုဆွဲလိုက်တယ်ပြီးရင် Cl2 Cl2 မှာ delta plus တွေ delta minus တွေဖြစ်ပေါ်လာအောင်ဖြစ်ပေါ်လာတဲ့ပုံလေးကိုအရင်ဆုံးစဆွဲမယ်ပြီးမှ Cl2 နှစ်ခုကြာမှာဖြစ်ပေါ်လာတဲ့အားကိုကျွန်တော်တို့ဘာလို့မအောင်ဆိုရင်ဆွဲမယ်ဒါကြောင့်ကျွန်တော်တို့ခုဒီမှာဆိုရင်သူကဘာလို့ဆိုရင် molecule သူတို့စီမှာဖြန့်ဝေထားတဲ့ electron တွေက2နေရာဖြစ်တဲ့အတွက် symmetrical distribution of electron သူစီမှာဒိုင်ဘိုးရှိလားဆိုရင် no ဒိုင်ဘိုးမရှိဘူးဒါဆိုကျွန်တော်တို့ကဒီကနေပြီးတော့အားတစ်မျိုးတက်ရောက်လိုက်တဲ့ချိန်မှာအတန်တစ်လုံးကဘာဖြစ်တော့အောင်ဆိုတော့တေးသွားတယ်အခြားအတန်တစ်လုံးကဘာဖြစ်တော့အောင်ဆိုရင်ကြီးသွားတယ်ဒီလိုအဲ့လိုတက်တဲ့ချိန်မှာဒီမှာဘာလေးတက်ပြအောင်ဆိုမြားလေးတက်ပြီးဒီအတန်လေးကဒီပုံစံလေးဖြစ်သွားတာပေါ့ဒါကြောင့်ကြီးရဲ့ကောင်မှာ electron တွေစုသွားတာဖြစ်တဲ့အတွက် sorry delta minus ဒါလေးကဘာလို့ delta plus ဒီဟာလဲ molecule ပဲဒါဆိုနှလုံးရှိရမယ် molecule လေသူကကြောင့်အချိုးညီမဟုတ်တော့ဒါကြောင့်ဘာလို့ဆိုရင် asymmetrical asymmetrical distribution asymmetrical distribution of electron သူစီမှာကြာတော့ဒီမှာ delta plus delta minus တွေဒိုင်ဘိုးလေးပေါ်လာဒါကြောင့်သူစီမှာဘာလေးပေါ်လာဆိုရင် instantaneous ဒိုင်ဘိုးဆိုတဲ့ instantaneous ဒိုင်ဘိုးဒါဆိုရင်ကျွန်တော်တို့ကဒီ Cl2 နှလုံးကြာမှာဆွဲမှာဖြစ်တဲ့အတွက် Cl2 ရဲ့ Lewis structure လေးဆွဲတယ်ပြီးရင်သူ့စီမှာ symmetrical ပုံလေးဆွဲတယ်အဲ့ဒီ symmetrical လေးကနေပြီးတော့ဒီ asymmetrical ဖြစ်သွားတဲ့ပုံလေးဆွဲမယ်ဒါဆိုရင်ဒီလိုမျိုး asymmetrical ဖြစ်သွားတဲ့molecule နှစ်ခုကြာမှာ Lambda dispersion flow ဖြစ်မှာဒါကြောင့်ကျွန်တော်တို့ကဒီတိုင်းလေးပြန်ဆွဲလိုက်မယ်တစ်လုံးကသေးလိုက်မယ်တစ်လုံးကပါလိုက်မအောင်ဆိုရင်ကြီးလိုက်ဒီမှာ Cl delta plus delta minus ဒီဘက်မှာလည်းထပ်ဆွဲလိုက်မယ်Cl တစ်လုံးကသေးမယ်တစ်လုံးကဘာလို့မလို့ဆိုရင်ကြီးမယ်ဒါကြောင့်ဒီမှာ Cl delta plus
data minus ဒါဆိုရင်ဒါ molecule နှလုံးဖြစ်ရမှာဖြစ်တဲ့အတွက်နာမည်လေးပေးလိုက်တော့မယ်ပါတော့ molecule A ဒါလေးကကြောင့် molecule B ဟောဒါဆိုရင်ဒါရဲ့နှစ်ခုလုံးကအချိုးမညီတာဖြစ်တဲ့အတွက် unsymmetrical unsymmetrical distribution of electron ဒီမှာဘာပဲရေးလိုက်မှာဆိုရင် instantaneous dipole ဒီဟာကိုတကယ်တော့ပြန်ဆွဲလိုက်တာပဲ instant dipole ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးရလဲပါပဲတော့ unsymmetrical ကျွန်တော်တော့အတူတူပဲရေးလိုက်တော့ကလေးတစ်မျိုးစီရေးနေရကြီးအဆင်မပြေမှာဆိုလို့ unsymmetrical distribution of electron ဒီမှာလည်းထိုနည်းလည်းကောင်းမယ်သူကဒါမဲ့ into တစ်ခုနဲ့တစ်ခုဟိုပြတ်မှာဖြစ်တဲ့အတွက်အဲ့ဒီ instantaneous dipole ရဲ့ဂျာမှာဘာလေးထည့်မအောင်ဆို into လေးထည့်လိုက် instantaneous into dipole ဒါဆိုရင်ဒီနှစ်ခုကြားမှာဒီဟာလေးကကြာဒီဘက်ကနေဒီဘက်ကိုကူးရဆိုတော့မြားကောင်းလေးထည့်ပြီးဒါမြားကောင်းထည့်စရာမလိုဘူးအဲ့ဒီအာကိုကျွန်တော်တို့ဘာလို့ခေါ်ဆိုရင် London dispersion force ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီ CL2 နေရာမှာ BR2 I2 F2 O2 M2 လူဝစ်ဆွဲချလေးဆွဲလိုက်ဒီလိုလေးဆွဲလိုက်ဆက်ပြီးရင်ဒီ CL နေရာမှာ BRI FON စိုက်တာပြောင်းကျန်တဲ့အောက်ကစာသားဒီအတူတူပဲဒါကြောင့်ကျွန်တော်က CL2 ရရင်ကျန်တာပါဖြစ်တော့ရတယ်အခုကျွန်တော်ဆွဲလိုက်တာကတူတဲ့အတန်နှစ်ခုကြားမှာတူတဲ့အတန်နှစ်ခုကြားမှာရှိတဲ့တူတဲ့အတန်နှစ်ခုပေါင်းဆက်ထားတဲ့တနည်း non polar molecule ရဲ့ကြားမှာဖြစ်ပွားတဲ့ London dispersion force ကြောင့်ပုံလေးဆွဲပြပေးတာအခုနောက်ကျွန်တော်ထပ်ဆွဲပေးမှာကဘာတွေတွက်ဆွဲပေးမှာအောင်ဆိုရင် Nobel gas တွေတွက်ဆွဲပေးမှာ Nobel gas တွေဘာတွေလုံးဆိုရင် HENEAR ဒါဆိုကျွန်တော်ဘယ်လိုတွက်ရင်စဆွဲမှာ AR တွက်ရင်စဆွဲမှာ AR ရဲ့ Lewis structure AR က 2.8.8 အောက်တာမို့ shell electron ဒီအောက်တာမို့ shell electron ဘယ်နှလုံးရှိအောင်ဆိုရင်10လုံးရှိတယ်ဒါကြောင့်သူ့ကိုကျွန်တော်က Lewis structure တက်တက်ကြီးဆွဲနေကြမလို့သူဒီဘာလုံးဆိုရင်ဘာကတ်တော့ Nobel gas ဒါဆိုရင် AR ကြာကျွန်တော်တို့ဘယ်လိုဆွဲမလဲဆိုတော့အဲ့ဒီ AR ရဲ့ atom လေးရဲ့အလဲကောင်တက်မှာဘာရှိအောင် nucleus ကျွန်တော်တို့ကဒီကောင်ကြာတော့ဆွဲရင်ဘယ်နှလုံးဆွဲမှာဆို10လုံး18လုံးလုံးဆွဲမှာဘာလို့သူ့ရဲ့အောက်တာမို့ shell electron ကအောက်တာမို့ shell electron ကတော့10လုံးပဲရှိတယ်ဒါပေမဲ့သူ့စီမှာ electron ကဘယ်နှလုံးရှိတာ18လုံးရှိတာဖြစ်တယ်18လုံးဆွဲမယ်1 4 6 8 10 12 14 16 17 18ဟဲ့လို့18လုံးလို့ဆွဲလိုက်ဟောဒီလိုလေးဆွဲလိုက်မယ်ဒီကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကိုဘာလို့တောင်းအောင်ဆိုရင်ကူးသွားမှာဒါကြ symmetrical လေးဒါဆိုဒီဘက်မှာ nucleus ကျန်နေခဲ့မယ် electron တွေ18လုံးလုံးကဟိုဘက်မှာသွားစု9လုံး10လုံး9လုံး10လုံး17 12 13 14 15 16 18 electron တွေစုရဲ့ဘက်မှာ data minus ဒါလေးက data plus ဟောဒီ Cl2 လေးကကြတော့နှလုံးပြတ်တဲ့အတွက် molecule သူကြဘာလေးဖြစ်သွားအောင်ဆိုရင် atom လေးသူကလည်းဘာလေးအောင်ဆိုရင် atom လေးသူကဘာလို့ဆိုရင် symmetrical ဆွမ်းနာစာသားပဲကျွန်တော်ကအကုန်လုံးအတူတူရေးရ symmetrical distribution symmetrical distribution ကဘာလို့ electron ပြီးရင်သူကဘာလို့ဆိုရင်သူ့စီမှာ dipole မရှိဘူးဒါကြောင့်ဘာလို့ no dipole သူကကြတော့ asymmetrical ဖြစ်သွားပြီ asymmetrical distribution asymmetrical distribution ကဘာလို့ electron
သူစီမှာဘာလုံးဆိုရင် instantly ရဲ့ time ကိုရှေ့အကောင်နဲ့အတူတူပါပဲကျွန်တော်တို့ instantly ရဲ့အတူတူပဲဆွဲလိုက်တယ် instantly ရဲ့ဘာလုံး time ကိုဒါဆိုဒါမျိုးဘယ်နှလုံးဒါဒီအတန်လေးကနေဒီဘက်ကိုကူးသွားတာပဲရှိတယ်အတန်တစ်လုံးပဲရှိသေးတယ်ဒါမျိုးဘယ်နှလုံးဆွဲရမှာနှလုံးဆွဲရမှာဒါကြောင့်ကျွန်တော်တို့ဒီဘက်မှာပလက်1 2 3 4 5 9 data ပလက် data minus data ပလက် data minus အတန်ဘယ်နှလုံးတော့နှလုံးအတန် A အတန် B ဒါဆိုရင် asymmetrical distribution asymmetrical distribution of electron သူစီမှာပါရှိရasymmetrical distribution electron ဒါပေမဲ့ကျွန်တော်တို့ကဒီမှာစောနာတိုင်းမဲ့ဘာလေးထည့်လိုက်မှာ instant တန်ရဲ့ into တိုင်းဘူးဒါဆိုကျွန်တော်ဒီကြားမှာဖြစ်ပေါ်လာတဲ့အားလေးကိုဘာလို့ခေါ် lambda dispersion force ဒါဆိုရင်ကျွန်တော်တို့အခုဒါကြတော့ပူလာတူတဲ့နမ်းပူလာကြားမှာဖြစ်သွားတယ် lambda dispersion ရဲ့ပုံဒါ noble cut တွေကြားမှာဒီနေရာမှာကျွန်တော်ကျန်အကုန်လုံးစသွင်းပြီးတွေ့လို့ရတယ်ဟာဒီ A နေရာမှာ N ဖြစ်မယ်ဆိုရင်ပတ်ပတ်လဲဒီ10လုံး H ဖြစ်မယ်ဆိုပတ်ပတ်လဲက2လုံးအဲ့လိုမျိုးတွေအခုထပ်ဆွဲပြမှာဘာလို့ဆိုတော့ကျွန်ပါမတူဒါပေမဲ့ဘာဖြစ်တဲ့ကောင်သုံးဆိုရင်နမ်းပိုလာဖြစ်တဲ့ကောင်အများကြီးတော့ရှိတာပေါ့ဥပမာအနေနဲ့ CO2 လို့ဟာမျိုးတို့ CH4 လို့ဟာမျိုးတို့ပေါ့ဒါပေမဲ့ကျွန်တော်တို့အခုဒီမှာတော့ CO2 အတွက်ပဲကျွန်တော်တို့ဘာလုပ်လိုက်မလို့ဆိုဆွဲလိုက်အဲ့ CO2 အတွက်ဘာပဲဆွဲကျွန်တော်တို့ဘာအရင်ဆွဲမအောင် Lewis structure ကိုအရင်ဆွဲလိုက်မယ် double bond ဒီမှာအဲ့ဒါလေးပြီးပြီဆိုရင်ဒါလေးကသူ့ရဲ့ဘာလုံးဆိုရင် Lewis structure လေးအဲ့ဒီသူ့ရဲ့ Lewis structure လေးပြီးပြီဆိုတော့ကျွန်တော်တို့ဘာလုပ်ရမလို့ဆိုတော့သူ့စီမှာသူ့ရဲ့ data plot တွေ data minus တွေကျွန်တော်တို့ဘာလုပ်ပြရမလို့တက်ပြရမယ်ဒါကြောင့် C double bond O data plot data minus ဒါဆို तू ကနမ်းပိုလာကြီးအဲ့ဒီနမ်းပိုလာကြမှာဖြစ်တာဘာပဲဖြစ်မှာ lambda dispersion force ဒီဆီယမ်မာကြီးတက်ကိုမေးဘူးတော့ကျွန်တော်တို့ဒီက2ခုတည်းဆွဲပေးလဲရတယ်ဒါပေမဲ့ပုံတွေထဲမှာ4ခုရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့4ခုဆွဲပေးအဲ့လိုဆွဲတဲ့အချိန်မှာလဲဟိုဒီလိုမျိုး2ခုဆိုရင်ကိုပဲဒီ data minus က data plus ဆိုတဲ့ C ကိုလန့်ဆွဲရမှာဒါကြောင့်ကျွန်တော်တို့ကတစ်ခုကတစ်ခုကကတ်လန့်လေးဆွဲရမှာဒါပေမဲ့ပုံတွေထဲမှာ4ခုဆိုတော့ကျွန်တော်ဒီလိုလေးပြောထား C 4လုံးဒီမှာလှဲလိုက်ဒီမှာပါတော့ထောင်လိုက်ဒီမှာပါတော့လှဲလိုက်ဒီမှာပါတော့ထောင်လိုက်ဟုတ်ပါဘူးဒီအားလေးကိုကျွန်တော်တို့ဘာလို့ကောင်းဒီမှာ data plot တွေ data minus တွေမတက်ရင်တော့ပိုကောင်းတယ်တက်လိုက်ပြီဆိုရင်ကျွန်တော်တို့ဘာလို့တက်မှတ်သိသွားမှာဆိုရင် dynamic interaction နဲ့လွဲမှာဆိုလို့ဒါကြောင့်ဒီမှာပါတော့ lambda dispersion forceဒါလေးပဲကျွန်တော်တို့ဒါဆိုရင်intermolecular force နဲ့ပတ်သက်တဲ့dynamic interaction နဲ့ပြီးပြီ ion dynamic interaction နဲ့ပြီးပြီ lambda dispersion ကိုလည်းပြီးပြီဒါဆိုကျွန်တော်တို့က lambda dispersion force မှာဆွဲပုံဆွဲနေရ3ခုရှိတယ်နံပါတ်1ကဘာလို့ဆိုတော့တူတဲ့နမ်းပိုလာကြားမှာဆွဲပုံနဲ့ noble gas ဆို inner gas ဆွဲပုံတွေကတူတယ်ဒီမတူတဲ့နမ်းပိုလာကြားမှာဖြစ်ပွားတဲ့ပုံတွေကကျတော့ထွေတူဘာမှဆွဲကြမလို့ဒါလေးပဲကျွန်တော်တို့က
London dispersion ဖို့ဆိုတဲ့ပုံက3ပုံရှိရဆိုတာသိထား ai qua ai ai cái gì đó